အားလုံးပဲမင်္ဂလာပါရှင် Happy Thanksgiving ပါဒီကနေ့ကတော့ American ပြည်အောင်စုရဲ့ Thanksgiving Day ကျေးဇူးတော်နေ့ဖြစ်ပါတယ်ကျမတို့တွေဟာ Thanksgiving ဆိုတဲ့စကားလုံးနဲ့ကြီးပြင်းခဲ့ရတဲ့သူတွေမဟုတ်ပေမဲ့လူတွေကို Happy Thanksgiving လို့ပြောရတာတကယ်ကိုပြောစရာပါကျေးဇူးတရားဆိုတာကအမွန်မြတ်ဆုံးနဲ့ချစ်စရာအကောင်းဆုံးပဲမဟုတ်လားဒီနေ့ဗီဒီယိုလေးကိုတော့ Thanksgiving အထိမ်းအမှတ်အဖြစ်လုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်ကျမတို့လူတိုင်းမှာကျေးဇူးတင်ထိုက်တဲ့သူတွေလက်ချိုးရည်တွက်လို့မရအောင်မျှပြပါတယ်မြန်မာစကားပုံတစ်ခုဖြစ်တဲ့တလုတ်စားဘူးသူကျေးဇူးဆိုတဲ့စကားပုံတောင်ရှိတယ်မဟုတ်လားကျမအမြဲပြောနေကြစကားလေးဖြစ်တဲ့ရေစာချိန်မှာရေတိုက်ပေးရသူဟာကျမတို့အတွက်ကျေးဇူးတင်ထိုက်သူစီးရင်ထဲမှာပါတယ်ဆိုပါပဲဒါကြောင့်လေလက်ချိုးရည်တွက်လို့မရအောင်မျှပြရဲဆိုတဲ့စကားလုံးကိုသုံးခဲ့တာပါ Thanksgiving ကျေးဇူးတော်နေ့ဟာAmerican ပြည်အောင်စုရဲ့ Federal အားလပ်ရက်တစ်ခုဖြစ်ပြီးတော့နှစ်စဉ် November လရဲ့စတုတ္ထမြောက်ရက်သက်တစ်ပတ်ကြာသပတေးနေ့မှာကျင်းပလေးရှိတာပါပြီးခဲ့တဲ့နှစ်မှာရရှိခဲ့တဲ့ကောင်းမွန်တဲ့ကောင်းခြင်းမင်္ဂလာတွေကိုကျေးဇူးတင်ကြောင်းဖော်ပြတဲ့နေ့အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်ကျက်စင်ဟာ Thanksgiving ရဲ့အဓိကသင်္ကေတတစ်ခုဖြစ်ပြီးတော့အဲ့ဒီလို Thanksgiving နေ့ရောက်ပြီဆိုတာနဲ့မိသားစုတွေနဲ့မိတ်ဆွေတငယ်ချင်းတွေအတူတကွစုဝေးကြပါတယ်။ရိုးရာဓလေ့တစ်ခုအဖြစ်နှစ်စဉ်ကျင်းပတဲ့ Macy ရဲ့ Thanksgiving Parade ကိုကြည့်ရှုကြတာအပြင်ကျက်စင်တွေကိုလွတ်ငင်းချမ်းသာခွင့်ပေးတာတွေလုပ်ကြပါတယ်။တမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်1622ခုနှစ်က Massachusetts ပြည်နယ် Plymouth မြို့မှာရှိတဲ့ဖျားဖူးတွေနဲ့ Wampanoag လူမျိုးတွေကျင်းပတဲ့ရိတ်သိမ်းပွဲတစ်ခုဖြစ်တယ်လို့သိရပါတယ်။1863ခုနှစ်မှာသမ္မတ Abraham Lincoln ကပြည်တွင်းစစ်အတွင်းနိုင်ငံအတွင်းပြန်လည်ပေါင်းစည်းရေးအတွက်နှစ်စဉ်နိုဝင်ဘာလရဲ့စတုတ္ထမြောက်ရက်သတ္တပတ်ရဲ့ကြာသပတေးနေ့ကိုကျေးဇူးတော်နေ့အဖြစ်ကြေညာခဲ့တာလို့သိရပါတယ်။1940ခုနှစ်မှာကွန်ဂရက်ကအဲ့ဒီနေ့ကိုတရားဝင်ဥပဒေပြုပြဋ္ဌာန်းပြီးတော့ကျေးဇူးတော်နေ့အဖြစ်သတ်မှတ်ခဲ့တာပါ။နှစ်စဉ်လှုပ်ဆောင်ကြတဲ့ရိုးရာဓလေ့နဲ့ပွဲတော်တွေကိုကြည့်မယ်ဆိုရင်ကျေးဇူးတော်နေ့ရဲ့အထူးရိုးရာတစ်ခုကတော့ကျက်စင်သားပါနယူးယောက်မြို့မှာကျင်းပတဲ့ Macy Thanksgiving Day စီတန်းလှည့်လည်ပွဲတွေဟာအလွန်ပင်စီကားပြီးထင်ရှားတဲ့ရိုးရာပွဲတော်ဓလေ့တစ်ခုဖြစ်ပါတယ်အဲ့ဒီစီတန်းလှည့်လည်ပွဲမှာဆိုရင်လဲတွေနောက်ပြီးတော့မိုးပြန်ပူပေါင်းတွေနဲ့ဖျော်ဖြေရေးအစီအစဉ်တွေလည်းပါဝင်ပါတယ်။ကျေးဇူးတော်နေ့မှာလူတွေဟာသူတို့ရရှိထားတဲ့အရာတွေအပေါ်မှာကျေးဇူးတင်ကြောင်းဖော်ပြပြီးတော့မိမိချစ်ခင်ရတဲ့မိသားစုတွေမိတ်ဆွေတငယ်ချင်းတွေနဲ့အတူတကွအချိန်ကိုကုန်ဆုံးပြီးကျေးဇူးတင်မှုကိုဖလှယ်ကြတဲ့ပွဲတစ်ခုဖြစ်နေတာပါ။အဓိကလှုပ်ဆောင်ကြတဲ့ရိုးရာဓလေ့ကတော့ကျက်စင်သားလွတ်ငင်းချမ်းသာခွင့်ပေးခြင်းနဲ့ကျက်စင်သားဆုတောင်းခြင်းတို့ဖြစ်ပါတယ်။ကျက်စင်လွတ်ငင်းချမ်းသာခွင့်ပေးခြင်းကတော့American ပြည်အောင်စုရဲ့သမ္မတကနှစ်စဉ်ကျက်စင်တစ်ကောင်ဒါမှမဟုတ်နှစ်ကောင်ကိုလွတ်ငင်းချမ်းသာခွင့်ပေးပြီးတော့ဒါဟာကျေးဇူးတော်နေ့အထိမ်းအမှတ်အနေနဲ့ဒီကျက်စင်တွေကိုကယ်တင်လိုက်တဲ့သဘောမျိုးလှုပ်ဆောင်တဲ့ကျက်စင်လွတ်ငင်းခွင့်ပေးခြင်းဖြစ်ပါတယ်ကျက်စင်ဆူတောင်းခြင်းကတော့ကျက်စင်ရဲ့အယိုးကိုချိုးပြီးတော့လူနှစ်ယောက်ကဆူတောင်းတာပါအယိုးချိုးပြီးရဲ့အခါမှာအဲ့ဒီအယိုးကိုလူနှစ်ယောက်ကဆွဲထုတ်တယ်အဲ့ဆွဲထုတ်လိုက်တဲ့အယိုးနှစ်ခုထဲမှာကြီးတဲ့အယိုးကိုရတဲ့သူဟာသူလိုချင်တဲ့အရာတွေဖြစ်လာပြီဆိုပြီးတော့ယုံကြည်တဲ့အလေးထားတစ်ခုပါဒါကတော့ Thanksgiving ကျေးဇူးတော်နေ့နဲ့ပတ်သက်ပြီးတော့ဝေမျှခဲ့တာဖြစ်ပါတယ်ရှင် Happy Thanksgiving ပါ